အခုကြတော့ပြိဿရင်ကိုကတတိမိနေတဲ့အခါကျတော့တန်ရောစင်ကျိုးတွေချီနှောင်ခံရတာပူသလားအေးလားဒီတော့တန်ရောစင်ဆိုတာဘာလဲမနေ့ကမေတော်ကြီးကပြောတယ်ဘုံဘုံရဲ့တဲ့တိတော့တိပါတယ်တန်ရောစင်ကရှိသေးတာကိုတဲ့ကဲတန်ရောစင်ဆိုတာဘာလဲခုနကတော့မှလာဂာနီတော့သင်္ကန်းယုံနေဒီပြရတချင်းချုပ်ပြုံးလာမနေပိဋိကစေတနာကတန်ရောစင်ကအချစ်ကတော့ကအမေသူတော့ကျုပ်တရားသူဟောနေတာကဲမလေးတိုင်တန်ရောစင်ပြောမနေဘူးလားကဲတန်ရောစင်ဆိုတာဘာလဲလူရှင်တော်တွေပြောသလိုပြောလိုက်ပါတန်တော်ကရောထားလို့အစဉ်ဖြစ်နေတာပါဗျာကဲမလေးတိုင်တန်ရောစင်ပြောမနေဘူးလားသတ္တဝါတွေကိုပြိဿရဲ့ဘဝဝဋ်ဒုက္ခတွေကယုံမထွက်နိုင်အောင်ခြိထားတဲ့နှောင်ကြိုးသည်တန်ရောစင်ပဲ။ဟုတ်တယ်လေ။ဘဝဝဋ်ဒုက္ခတွေကနေယုံမထွက်နိုင်အောင်မမြင်ရတဲ့ကြိုးသည်တန်ရောစင်ပဲ။ဒီတက်ရှင်းအောင်ပြောရမှာ။ဆေးခြင်းနဲ့ကိုယ်စိတ်နဲ့ကိုပြိဿရဲ့ဝဲမသွားအောင်တွေးထားတဲ့သဘောသည်တန်ရောစင်။ဒီတက်ရှင်းအောင်ပြောရမှာ။ကွာနေတဲ့ပစ္စည်းလေးတစ်ခုကိုအတင်းပူးကလိုက်တဲ့စူပါဂလုနဲ့တူတာတန်ရောစင်။ဘာနဲ့တူလဲ။စူပါဂလုရောင်းလား။ဘယ်ရင်မနေ့ကစူပါဂလုတစ်ခုသွားဝယ်ပြီးရင်ဘယ်သူမှမလုံးနဲ့ကိုယ်လက်မနဲ့ကိုယ်လက်ညိုစူပါဂလုနဲ့ဘယ်လိုကတ်ထားကြည့်ခွာလို့ရမှာလား။ဘုရားဘုတော်ပြိလိုက်ရင်ဒီမှာဒီကနေ့ခင်မိတဲ့ပရိဘောဂတွေအကုန်လုံးကိုပါလေးရဲ့ကြားထဲမှာစူပါဂလုနဲ့ပဲအကုန်လုံးကတ်ထားလိုက်တာ။ရင်းမနေဘူးလား။အဲ့ဒါပဲတန်ရောစင်ဆိုပြိတဲ့အရှင်းဆုံးပြောတယ်ဘာလဲစူပါဂလုခွာနိုင်လားမခွာနိုင်ဘူးဟုတ်လားဂိုင်းဦးချင်းစိတ်ကဲအန်ဒီစားကိုကရုံးသုံးပြီးဒီလာချင်းအပြီးဝတ်ပေးလိုက်မယ်ဘယ်လိုသဘောရလဲကိုရောမနှက်ပါကြအိမ်မကြောနဲ့တော့ပြိတဲ့အဲ့ဒါပဲတရားနဲ့တရားကိုခွဲမသွားနဲ့အောင်တွဲထားတာဒီပါလေတန်ရောစင်နဲ့ကြည့်လိုက်စမ်းမှန်လားမှားဩအိမ်ထဲမှာကြည်နိုင်တဲ့တရားနဲ့တရားကိုမမြင်ရရင်ဘယ်လိုမှမနေတတ်အောင်သားမီးနှစ်ယောက်ကြားမှာလည်းဖြစ်တတ်တယ်ဇနီးခင်မွန်ညာမှာလည်းဖြစ်တတ်တယ်မိဘမြေပွားမှာလည်းပဲဖြစ်တတ်ပါတယ်အိမ်ကတယောက်အများကြီးဟောရလားမကိုမီးလေးကိုသမီးလေးကျောင်းသွားမယ်ကျောင်းသွားပြီအချိန်တန်ပြန်မလာဘူးညနေ6 နာရီညင်နေလို့ရလားအိမ်ထဲမှာနေလို့ရပြီလားကိုခေတ်ကတယ်လီဖုန်းလေးပေါ်နေဟဲ့အဲ့မှာကြောင်းသွားတယ်ငါမြည်ဟုတ်လားမတွေ့ဘူးလားမတွေ့ဘူးလုတ်ပါအောင်မတွေ့ဘူးတဲ့ဟိုဘက်လည်းဆိုင်ငယ်နဲ့ပါသွားတယ်ပရိသတ်ပြောရင်နဲ့အလိုလိုကိုအိမ်ကြီးရောက်လာတာရောက်မှမသိဘူးအိမ်ကြီးရောက်လာပရိသတ်အဲ့ကျဟိုလိုရမယ်နင်တို့ဘောပြောမတယ်ပိုင်းရှာလိုက်ရှာတယ်ပရိသတ်ပြန်မရောက်မချင်းနေလို့ရတယ်ဟောတန်ရောစင်ပူလားအေးလားပရိသတ်ရဲ့တစ်ချောင်းကိုအတွေ့ခံရင်အဲ့ဒီတစ်ချောင်းကကိုယ့်ကိုခြိတာပါပဲနောက်တစ်ချောင်းတွင်လိုက်တော့ပရိသတ်နောက်တစ်ချောင်းကတော့လွတ်သလားဩပရိသတ်တန်ရောစင်ဒါဆိုရင်ငါတို့ကိုသိချင်အောင်တော်တော်လုပ်တယ်ဘေးလျှောက်သွားနေတယ်မြင်ရလေသမီးအောင်မအောင်ကိုယောက်ကောင်းချင်းငယ်ချင်းနဲ့စုကြည့်နေလို့ဆိုတော့ပရိသတ်နေသိမယ်နောက်တစ်ခါလည်းပြောတာပြန်တော့ဟောကလေးနဲ့မင်းမရလေဆိုဖက်ငိုလဲတော့ပရိသတ်ရဲ့ခဲအဲ့ကြတော့ဆက်စိတ်ဆိုသေးလားဟောသမီးရဲ့မင်းစိတ်ပူလို့ပါဟောပရိသတ်ချက်ချင်းကျိုးကပြန်တုတ်တာပဲကဲပရိသတ်ကျိုးပဲဒီကျိုးနဲ့ပဲအလုပ်ရှုံးမနေဘူးလားဩရှုံးမှန်းရောမသိဘူးလားပူမှန်းရောမသိဘူးလားမကောင်းမှန်းရောမသိဘူးလားခွာနိုင်လားစူပါဂလုတက်တောင်ကြီးသေးတယ်ဟုတ်လားအဲ့တော့တရားကြီးတရားလေးမြောက်တတိပေးသားသမီးတွေကအမေတွေဖေတွေချစ်တယ်ဆိုရင်လည်းအချစ်ကြီးခံမနေနဲ့တခါရရင်သားသမီးကဉာဏ်ရည်မြင့်ပြီးတော့ခင်မီပညာတွေတက်ခင်မီစာတွေဖတ်လာတော့သဘောတရားတန်းလာတယ်ရှင်းကြတဲ့အမေတွေဖေတွေတောမှာရောမြို့မှာပြိဿရင်လွယ်လွယ်လေးနဲ့သိလားမသိတာပြိဿရင်ကိုကတရားပြန်ဟောရတယ်ငါဟောမလဲကိုအမေကကိုကြောင့်သိမယ်အမေသိမပူနဲ့တနေ့အမေကိုဘွားနဲ့ကိုသွားကြပါသေးကိုတရားလေးကိုအားထုတ်တော့ဟောသူကဂလုဆိုလာကပ်ပဲကိုခွာထားလိုက်ဟုတ်လားပြိဿရင်အဲ့ဒါလည်းတရားဟောရမရဘူးလားအမေဘက်ကစူပါဂလူကြီးကင်နိုင်ခေါ်တယ်အမေအဲ့ဒါကြီးကတ်ပါနော်အမေကတ်ပါနော်ဟုတ်လားခွာထားလုံးလို့မရဘူးလားရတယ်ဒါကြောင့်တန်ရောစင်ဆိုတာစူပါဂလူလိုပဲအဲ့ဒါမှတ်သွားတဲ့နှလုံးဟုတ်လားတရားနဲ့တရားပြိဿရင်သိမခွာနိုင်ဘာဖြစ်နေလဲမင်းကျော်ထွန်းဘယ်နာရောက်နေလဲမင်းကျော်တော့မင်းစူပါဂလူပင်มาแล้วกว่า
ကဲပြိဿရေတန်ရောစဉ်ကျိုးတွေနဲ့အရစ်ခံလိုက်ရတာရုံးနိုင်ရတာပြိဿရေအချိန်နဲ့အိမ်များမလာတဲ့ပုဂ္ဂိုလ်တွေကြောင့်လည်းတောကတွေဖြစ်ရတတ်ပါတယ်တခါကလေးသာသမီတွေအကြောင်းကြီးပြောမယ်ဒကမာကြီးတရားကိုဒီလောက်ပေါင်းလာတာသာသမီလည်းရပြီမြည်လည်းရပြီပြစ်တောင်းရပြီပြီးလို့ရနာမည်တော့မပြောတော့ပါဘူးဒကမာကြီးတရားပြီးလို့ရပြီအရှင်ဘုရားရေပြီးလို့ရမလား250ကျော်တော့ပေါင်းလာတာမလီတော့ချွားတာဟုတ်လားကဲပြိဿရေရင်ထဲကခံစားချက်တွေကပောက်ကွဲမသွားဘူးပောက်ကွဲသွားတယ်ကဲ250မုံ100ပဲပေါင်းမသိဟာအဟောင်းတွေအစ်စ်တွေဘလို့ပဲဓာတ်ပြားဟောင်းကြီးဖွင့်နေမသိအမလီပြန်လာခဲ့ပါတော့ခေါ်လာသလားကဲပြိဿရေလာလို့ရတော့လူဖြစ်နေလာမလားတခြားဘဝနဲ့လာမလားမကျွတ်တဲ့သုဒ္ဓများဖြစ်နေမယ်သရေများဖြစ်နေမယ်ကဲလာမယ်ကျုပ်ခေါ်ပြီးမယ်လာမယ်ကဲခေါ်လိုက်ရမလားဥမာကျုပ်ကပြောတယ်ကျုပ်မေတော်ကြီးတွေတော်တော်များများတရုတ်တွေကြီးပဲနှစ်ခုကျုပ်နဲ့ရံဖြစ်ပြီဗျာဒီပွဲတွေရှောက်လုံးနေမယ်ကိုရောတာနေတော့ဘာမှလည်းနားမလဲမမကဘာနားလဲတော့ဟိုရှောက်မပြောနဲ့ဟဲ့လားအဲ့ဒါကျုပ်ကပြောတယ်ခေါ်လမ်းမှာတော့ကျုပ်ရှိမှာခေါ်လမ်းမှာအဲ့ဒီကြိုင်ခေါ်ပြီးလေပန်းလေးနဲ့မဘာလို့လဲဟိုအန်ကုန်းတို့အမတို့ခေါ်တာဟောခေါ်လာလို့လာတာပေါ့လေဘလို့လာလို့မောင်ကြီးကပန်းလေးလှုပ်နေအမလီအဘွားပန်းလာလေးလေးလို့ဒီကတိကတိရှောက်မပြောနဲ့အဲ့ဒါဘမတကယ်လာစီခြင်းလာစီခြင်းတော့ကိုတော့ရဟန်းခံနေနေတော့ကိုတော့ကံပွားနေရှောက်ပတ်သွားတော့ကူးပြောနေတယ်ဟိုဘက်အိမ်မှာငါတို့ဟိုဘက်အိမ်မှာရောက်နေပြောနေလို့စီဝင်လို့မရဘူးဘာဖြစ်လို့ဘုန်းကြီးကငါတို့ကကံပွားနဲ့ဖတ်ထုတ်လိုက်တာလို့ပြောတယ်ဟမ်အဲ့ဒါလို့သူသိတယ်အဲ့ဒါဆိုရင်ကျုပ်စီလာပြောမှာခင်ဗျားတို့ပြောမှာတော့မဖတ်နဲ့ပဲဘယ်လိုချွတ်ရမလဲညာမမလို့ကျုပ်ကိုယုံနေမလားယုံပါတယ်နဲ့ခေါ်လိုက်မယ်မမပြောလို့ဗတိရနေစေခြင်းလေအဲကျုပ်ကခက်တည်တယ်ဘုရားရှိခိုးသင်္ကန်းတွေပါယုံမှတယ်မမတို့ကပြောနေတယ်လို့9ရက်လောက်အိမ်မှာနေခြင်းတယ်လို့ပြောနေတယ်ဘာရှောင်းဆုံးရတော့သူနည်းနည်းကြောက်လာနေတယ်ဟာမမအန်ကောကပြောတယ်လို့သူကတော့ကိစ္စမျိုးနေအမေကနင်းနာမှာပဲနေခြင်းတယ်9ရက်လောက်ဂရင်ပေါ်မှာတချမ်းပြီးလို့ပြောနေတယ်ဆိုမလို့ရှောင်းမလို့နဲ့အမခေါ်လိုက်တော့မယ်မခေါ်လို့အဲ့ကြတော့ကြောက်တာမလေးနဲ့ရင်နေရတာမပြောင်းနိုင်ဘူးကြတကယ်ခေါ်လို့လာမယ်ဆိုရင်လက်ခံနိုင်တယ်မခံနိုင်ပါဘူးမေတော်ကြီးတော်ကွေးလိုက်နဲ့ဥယုံပါခေါ်ပြီးမယ်လာမလားလာလည်းပဲပြိဿလက်ခံမှာမဟုတ်ပါဘူးဘုန်းကြီးတော့နောက်ဘယ်တော့မှမပြောနဲ့ကဲပြိဿစဉ်းစားကြည့်လေလက်ခံနေတယ်အဲ့လောက်ချစ်တာကဲပြိဿအဲ့ဒါပဲလူတွေကလင်းနေတာကိုယ့်အကိုပြိဿတန်ရောတဲ့ရှိတယ်နဲ့ကဲဒါဆိုရင်ကဲဒီလောက်တော့ချစ်နေတယ်ဆိုရင်တယောက်ရှိရသေးသွားရင်နောက်ကလိုက်သေးပါလားသိနိုင်လားဩအဲ့ဒါကြတော့လင်းနေဟုတ်လားမခွင်းနိုင်ဘူးလေမခွင်းနိုင်မှတော့ကိုရှိတဲ့နေရာသူ့ခေါ်လို့မရတာသိကြနေသူရှိတဲ့နေရာကိုလိုက်လို့မရဘူးလူတိုင်းလိုက်လို့ရတယ်နော်ပြိဿသေသွားတဲ့အလူကိုအငုံမတိအနေအောင်ပြောပြီးတော့တတော်နဲ့ပြိဿငိုလို့မဆုံးရေလို့မဆုံးဖြစ်မနေနဲ့သူသွားတဲ့နေရာကိုကိုအချိန်မရွေးလိုက်လို့ရတယ်ကိုနေရာကသူပြန်လာလို့မရတာအဲ့တော့ဘုန်းကြီးကလည်းသူကြောင့်ရှင်းရှင်းပဲခေါ်တော့မှာဒီလောက်တောင်မနေနိုင်လိုက်သွားဆိုတော့ဘုန်းကြီးကိုဆုံးကတ်မယ်ထင်တာမကတ်ဘူးထင်တာတပတ်လုံးမလာခင်နဲ့အဲ့ဒါပဲပြိဿရေကိုသွားတဲ့နေရာကိုသူသွားတဲ့နေရာကိုလိုက်လို့ရတယ်ကိုရှိတဲ့နေရာသူပြန်လာလို့ရတယ်ဘုရားဓာကြီးကိုတန်တာပြီးတော့သူ့အတွက်လည်းဘာမှဖြစ်မလားကိုယ့်အတွက်လည်းအချိန်ကြီးကုန်ပြီးမိမိနဲ့အမလီသူရဲ့အရင်ကဒီလိုနေခဲ့တာအမလီသူရှိတော့ကဆိုရင်ဒီချင်းကလေးတွေနဲ့ပဲသွားတာပြောလို့မဆုံးငိုနေတာဘာမှမရှိတဲ့ဘုန်းကြီးတွေဘာလို့မှမသိဟုတ်လားဟုတ်လားအဲ့တော့ပြိဿစဉ်းစားပြီးတော့ပြောချင်တာကတန်ရောစဉ်ကြောက်ကြမကောင်းဘူးထားပါတော့အဲ့တန်ရောစဉ်တွေပြောနေခင်ဗျားတို့ကကျုပ်တသိပြီးသားပါပြောချင်တာကနေ့စဉ်ဘဝကြုံနေရတဲ့တန်ရောစဉ်လောဘမရှိဘူးလားအကုန်လုံးလောဘမရှိတဲ့လူပါလားမျက်စိနှခွေလေးရလို့မျက်နှာများသိလိုက်ပြီဆိုရင်ဒီရောက်တဲ့ဒကာကြီးဒကမာကြီးဒကာလေးဒကမာလေးတွေဒီပြိဿကြီးဘာနဲ့စတယ်လောဘနဲ့စတာဩယုံလို့ယုံတာဘာနဲ့စတယ်ဩအရာရှိကြီးတွေဘာနဲ့စတယ်ဩဘုန်းကြီးရောဘာနဲ့စတယ်မလိမ္မာနဲ့ဘုန်းကြီးလည်းပဲပြိဿရေအာယုံဆုံးများဖာနေပြီဆိုရင်ဘာနဲ့စမလဲတခါကျရင်ရီချိုးတယ်တခါကျရင်ကတ်တဲ့လူတွေမလာသေးဘူးလားချောင်းကြည့်ပြီးတော့လာပြီဆိုရင်ပြိဿရေမျက်နှာပဲသိပြီးထားဖုံးတော့ဘုန်းကြီးလည်းပဲဗိုက်စာနေတော့လောဘနဲ့စမယ်ကဲသီလရှင်ရောဘာနဲ့စအကုန်လုံးအတူတူပဲပြောကြည့်တာကပြိဿရေအဲ့ဒီလောဘနဲ့ကိုယ်နဲ့ခွဲကြည့်တယ်ခွဲလို့ရ
ဒါဆိုရင်လောဘကကိုယ်စီမှာကတ်နေတာလားကိုကလောဘကိုကတ်ထားတာဩဒါလည်းသိတယ်ကဲပရိသတ်ရေလောဘနဲ့တရားတာစလိုက်တာလောဘတန်ရောစဉ်မိုးလင်းတွေကလာနေပြီဘုန်းကြီးလည်းစပြီလူလည်းစပြီသီလရှင်လည်းစပြီပရိသတ်ရေစလိုက်တာဒီသေးတွေယုံသူယုံသားတွေကာသမားတွေလောဘတွေအပြိုင်လိုက်တဲ့အခါဩသူလည်းလောဘရှိလို့ရောင်းတာပဲငါလည်းလောဘရှိလို့ရောင်းတာပဲပရိသတ်ရေစိတ်ထဲမှာထားတတ်လားမထားတတ်လားဟိုဘက်ဆိုင်ရာရောင်းကောင်းနေပြီဆိုရင်ဟောကြည့်သားသူဘာတွေရောင်းတာလဲသူတို့ကတို့လည်းတင်မှာမတို့လည်းချော့မှာပြိဿရေမြန်မာလူရောပြိဿရေသူများဆိုင်ရှိလူစီနေပြီဆိုရင်ဒီဘက်ကနှခမ်းတွေကိုရှီတိုးလဲနောက်ဆုံးလဲမျက်လုံးတွေကိုဟိုတင်းဒီနေပြိဿရေပြဿနာတွေတက်မနေဘူးလားဩလောဘပြိဿရေလူမမဟုတ်ဘူးခွန်ကြီးလည်းပဲစိတ်မထားတိုင်းမဖြစ်ဘူးလားမနှင်းကိုပြိဿရေတတိထားနေရတယ်ပြောရတယ်ဟောဒီကောင်လေးတရားလေးဟောတော့သိသုံးသိလေးပြိဿရေဟောမထားတိုင်းမဖြစ်ဘူးလားထားတတ်တဲ့ဘုန်းကြီးကြောင့်လည်းအကွာသူတို့များတော်တောင်တနိုင်တနိုင်ဟောတာနဲ့ဒီလောက်ရတယ်အားကြတယ်ပြောတာကပြိဿဒါအပြစ်မဟုတ်ဘုရားရှင်အားလုံးဒီလောဘဆိုတဲ့တန်ရောစဉ်ကိုနင်းအောင်ပြက်အောင်မကြိုးစားဘူးဆိုရင်ဘယ်သူမှလာမနိကနဲ့ကိုယ်လောဘနဲ့ကိုပင်ပန်းနေတာမရှိဘူးလားပရိသတ်ရေမရသေးတော့ရအောင်ခေါ်ဒီလောဘကြီးကအာကောင်မုန်းတန်းနဲ့ရှာတယ်ရပြီးတော့ရောပရိသတ်ရေငါလိုချင်တာရပြီဆိုပြီးတော့ရောင်ရဲသွားသလားရခြင်းပြီးရင်ရခြင်းနဲ့လိုခြင်းပြီးရင်လိုခြင်းနဲ့ဘသူမှမရက်ဘူးသို့တော်ပြိဿရေတတိကတ်သွားတဲ့ပုံကိုယ်ကြီးကတော့ရက်လို့ဖြက်လို့မရဘူးလားအေးဒါဆိုရင်ပြိဿရေဒေါဘဖြစ်ရင်ဖြစ်မှန်းသိပါဖြစ်မှန်းသိလိုက်တာနဲ့တတိမကတ်ဘူးလားအိုးငါလောဘတွေသိညာနေပြီလောဘဆိုတော့လူတိုင်းရှိတာပေါ့ဆန္ဒနဲ့ရှင်တဲ့လောဘသည်ဒါလောဘပြောလို့မရဘူးဝိတ္တမလောဘလိုချင်တာတဲ့ပူလာတယ်ဆိုရင်ကိုယ်မှာဝိတ္တမလောဘကတ်လာရင်မပူလောင်ဘူးလားပူလောင်တာပေါ့ဒါကြောင့်ပရိသတ်ရေဝိတ္တမလောဘဆိုတဲ့မလိုလားတဲ့လောဘတွေစိတ်ထဲမှာအပင်ပန်းတမ်းပြီးတော့အများကြီးမမွေးပါနဲ့အဲ့ဒီလောဘတဲ့လောဘတွေအာကြည်လာတဲ့အခါကျတော့ပရိသတ်ရေလိုချင်တာတွေမရဖြစ်ချင်တာတွေမဖြစ်ရမြင်ချင်တာတွေမမြင်ရတဲ့အခါကျတော့ဒေါသတန်ရောစဉ်ခေါ်တယ်လို့သလားမခေါ်ရင်းနဲ့ကိုအော်တိုမက်တစ်ရောက်လာတာမိဖွင့်နိုင်တော့ခလုတ်ကပြက်နေလင်းညင်မှလင်းမယ်ခလုတ်ကောင်းတာတော့မိမနိုင်လင်းညင်မှလင်းမယ်လောဘအာရှိလိုက်တာနဲ့လောဘတန်ရောစဉ်ရှုပ်လိုက်တာဒီစိတ်ထဲစိုးမိုးလိုက်တာဒေါသခေါ်စရာလို့သလားဟောလောဘအာကြီးရကနေဒေါသတန်ရောစဉ်ကြီးဝင်လာတဲ့အခါကျတော့ပြိဿရဲ့မျက်နှာတွေကလည်းပုံစံပြောင်းလာပြီးအတန်ဒီကလည်းပဲပုံစံပြောင်းလာပြီနှုတ်ကထွက်တာကချိုသေးလားအိုးပြိဿရေယဟန်ပဲလူပဲပညာတတ်ပဲပညာပဲမဟုတ်ဘူးဒေါသတန်နဲ့များပြောလာပြီဆိုရင်ကြားရတာနားထောင်လို့ကောင်းသေးလားဩကြားရတာကိုယ်တိုင်လည်းနားထောင်လို့မကောင်းဘူးသူ့မျက်နှာကြည့်လိုက်တော့သူ့မျက်နှာရောအေးနေလားပူနေလားဖြူတဲ့မျက်နှာကရဲနေမယ်ရဲတဲ့မျက်နှာကဘာကြောင့်ပေါမှမသိဖြစ်သွားမယ်မဲတဲ့မျက်နှာလည်းပြိဿရေအဖြေရှာလို့မရအောင်လို့ဖြစ်သွားလိမ့်မယ်ဒေါသရဲ့ပူလောင်မှုတွေမလားဟုတ်လားပြိဿရေနေ့စဉ်ဘဝမှာလောဘတန်ရောစဉ်ကြောင့်ဒေါသတွေမခေါ်ဘဲနဲ့ရောက်လာသလိုလောဘနဲ့ဒေါသအပေါင်းလိုက်တဲ့အခါကျတော့ပြိဿရေအမှန်ဆိုတာဘာမှမမြင်တော့ဘူးအဖေမေလည်းအဖေမှမသိတဲ့အမေမှမသိတဲ့ဆိုမိဆင်းမိပြောမိတတ်တယ်ဘုန်းကြီးဆိုရင်လည်းဘုန်းကြီးမှမသိပဲနဲ့ဝေဖန်မိကဲမိပြောဆိုမိတတ်တယ်ဆွေမျိုးမှမသိသစိမ်းမှမသိတငယ်ချင်းမှမသိမိတ်ဆွေမှမသိဖယားတရားမှမသိတဲ့အထိမောဟကြီးပေါ်မလာဘူးကြီးစားပြိဿရဲ့အဲ့ဒါအကုန်လုံးပါနေတယ်တန်ရောစဉ်ကိလေသာတန်ရောစဉ်ဘာတန်ရောစဉ်ဟာပြိဿရဲ့အဲ့ဒီတရားတွေစိတ်ထဲမှာလွှမ်းမိုးသွားရင်ညစ်နေလားဖြူနေလားစိတ်ကြီးလဲညစ်နွမ်းပူလောင်လိုက်တာကိုယ်တိုင်ဒီတရားတွေလူတိုင်းမကြုံဘူးလားဒါကြောင့်နေ့စဉ်ဘဝမှာသက်ရှိသက်မဲ့ရာတွေပေါ်မှာအလိုမပြည့်နိုင်လူတိုင်းမရနိုင်လို့ပူလောင်နေတဲ့လောဘတန်ရောစဉ်တွေအလိုမပြည့်တဲ့အတွက်ကြောင့်ပေါ်လာတဲ့ဒေါသတန်ရောစဉ်တွေလောဘနဲ့ဒေါသပေါင်းပြီးလို့အမှန်မသိနိုင်တဲ့မောဟတန်ရောစဉ်တွေတခါပြိဿရဲ့မာနတန်ရောစဉ်တဲ့လာပြန်ပြီကိုယ်ကိုဒီလိုလူကပြောရမလားတို့ဒီလိုဆက်ဆံရမလားကိုတတိထင်အရာရှိတင်ကိုဘာကြီးထင်ညာကြီးတင်ထင်လိုက်တော့သူများကကိုယ်ကိုယူလို့ပြောရင်တော့မှသူ့လူအများတို့ဒီလိုမျိုးပြောရသလားပြိဿရေမာနတန်ရောစဉ်မလားဟုတ်လားအဲ့မာနအောင်ပြိဿရေလူမသိဘဲနဲ့တယောက်တည်းအလုံးရှုပ်မနေဘူးလားအလုံးရှုပ်တာအဲ့ဒါပဲလူမသိဘဲနဲ့အလုံးရှုပ်တာအဲ့ဒီမာနတန်ရောစဉ်ပဲ
ဟုတ်လားတခါကြီးတယောက်ကပြောတယ်ဆရာတော်တဲ့အဲ့မိသားစုကဘုံဘုံကြွလာရင်မလာဘူးလို့ပြောတယ်အဲ့ဒါဘာဖြစ်တော့ဒီလိုကစိတ်မကောင်းလို့တဲ့ဟောဘာလို့စိတ်မကောင်းတာလို့ဘုံဘုံဗျာတဲ့သူတို့ကဘုံဘုံနဲ့ရင်းနီးဟောတခါကြီးလူတဘာဝသူမလာခြင်းတော့မလာတာကျုပ်ကဘာဖြစ်ရမှာလဲဘုံဘုံဘာမှမခံစားဘူးခမရလို့တော်လေးလေးနဲ့လို့ပြောရင်ပြင်းအောင်ပြင်းသေးဟာသူတို့ကဘာဖြစ်လို့မလီဘုန်းကြီးတွေပေါ်ပါမလီဒါမျိုးနောက်ထပ်ဘယ်နှပါရှာမလဲဒီလိုဘုန်းကြီးတွေတွားစရာမလိုပါဘူးလို့ပြောတယ်ဟောရှာပါလို့ဟုတ်ပါတယ်ဘုန်းကြီးတွေပေါ်မြန်မာနိုင်ငံမှာ9သိန်းတောင်ရှိပါတယ်လို့9သိန်းတောင်ကျော်ပါတယ်လို့အမလီဗျာလေကျုပ်ကလည်းပြောလိုက်ချင်တယ်ဒီလိုဘုန်းကြီးမျိုးရှာစမ်းမှာသမင်းထုတ်တောင်မှာမပြောပါဘူးဟုတ်လားအဲ့တော့ဘုရားဘာမပြောဟောလို့သူတို့တနာပါတယ်ဘာဖြစ်သလဲအဲ့ဒီမာနကြောင့်ကျုပ်ကသူတို့စီမသွားတာလို့ကျန်တာဘာမှမဟုတ်ဘူးသူတို့ကဘာဖြစ်လို့မာနရှိတယ်မဟုတ်ဘူးလို့သူကလူတွေပေါ်မှာလွှမ်းမိုးခဲ့တဲ့စီစနစ်တွေကိုကျုပ်ကဘုံဘုံဘယ်သူနဲ့မသွားနဲ့ဘယ်သူကြည့်မဆက်ဆံနဲ့အဲ့ဒီဟာမာတွေနဲ့ပေါင်းစရာမလိုဘူးပြောစရာမလိုဘူးတပည့်တော်တို့လှူတာပဲယူတပည့်တော်တို့နဲ့ပတ်သက်ဆိုတော့ကျုပ်ကဘုံကြီးကြတယ်အစတည်းကအပိုင်မပေးချင်လို့ဘုံကြီးဝင်နေတာလို့ဟုတ်လားဟောအစတည်းအပိုင်ပေးချင်တယ်ငါတကူလုံးနေမဲ့အတော့မယ်နေပြောတဲ့အတိုင်းနေမှာပေါ့ပြိလေအစတည်းအပိုင်မပေးချင်လို့ဘုံကြီးဝင်တယ်ဘသူအပိုင်စီးတယ်မှမခံနိုင်ဘူးလို့အဲ့တော့မှတခါကြီးကအိုးဟုတ်သားပဲသဘောပေါက်တော့အဲ့တော့သူဖြစ်တဲ့မာနသူကသူပူလောင်မှာပဲပြင်မှန်းမှာပဲလို့ကျုပ်ကအစာလေးကပြည်သူပိုင်းဘုန်းကြီးလို့သူပိုင်းငါပိုင်းဘုန်းကြီးမဟုတ်ဘူးလို့ဟုတ်တယ်မလားအဲ့တော့ဘသူပြင်မှန်းလဲမာနရှိတဲ့လူပြင်မှန်းတာပေါ့ဟုတ်လားအဲကြောင့်လောဘတန်ရောစဉ်ဒေါသတန်ရောစဉ်မောဟတန်ရောစဉ်မာနတန်ရောစဉ်တွေကိုယ်ဒီတိုင်းနှောက်ယှက်မနေဘူးလားဒါတွေအမှန်တိုင်းပြောကြည့်ပြိတ္တိုင်လူတိုင်းနေတိုင်းတော့မကြုံဘူးလားဟောအဲ့ထဲမှာပြိတ္တိုင်ပို့ပြီးတော့တရားစရာကောင်းတဲ့တန်ရောစဉ်အိတ်တာတန်ရောစဉ်ဘာတန်ရောစဉ်ဩအိတ်တာဆိုတာမြန်မာလိုပြန်ပါလေသူများရှိနေတဲ့အလှပသူများရှိနေတဲ့အောင်မြင်မှုသူများရှိနေတဲ့စီးပွားဥစ္စာသူများရှိနေတဲ့ယာလူကုန်တွေသူများမှာရှိနေတာအကုန်လုံးကိုလေကိုရအောင်မကြိုးစားဘူးအဲ့အလှကိုဘယ်လိုဖြစ်ရမလဲအဲ့ဒီကြော်ကြားမှုကိုဘယ်လိုဒုက္ခပေးရမလဲအဲ့ဒီပိုင်ဆိုင်မှုကိုဘယ်လိုလူရရမလဲအပရိသေအကုန်လုံးတစ်ခုမှလည်းလုံးလို့မရဘူးမျက်ထောင်ကြီးနဲ့ကြည်ပြီးတော့ပင်ပန်းနေတာအိတ်တာပဲကဲအမှန်တမ်းပြောကြည့်ကိုယ်တိုင်တော့ဖြစ်ဖူးခဲ့လားမဖြစ်ဘူးခဲ့လားဖြစ်ဘူးပါလေပြိတ္တိုင်မတူညီတဲ့အိတ်တာပဲဖြစ်နေမယ်အတိတွေနှုတ်တော့ကဓမ္မသဘောတွေမသိခင်တော့ကလူတိုင်းမဖြစ်နိုင်ဘူးပြီးတော့အိတ်တာဆိုတာကုသိုလ်စဉ်တွေရဲ့နေ့တိုင်းစားတဲ့သမင်းလိုပဲပြိတ္တိုင်တတ္တဝါတိုင်းစားဘူးပါလေသို့တော့အမြဲတမ်းမစားတဲ့လူနဲ့အမြဲတမ်းစားတဲ့လူကြွားမသွားဘူးလားဒါကြောင့်အဲ့ဒီတန်ရောစဉ်ကြီးရောရင်ထဲမှာထားရင်လားထုတ်ချင်လားဆုတောင်းရုံနဲ့ရမှာလားပြိတ္တိုင်ပြီးရင်ရှင်းပြမယ်ဒါဆိုရင်ပြိဿရဲ့အိတ်တာဘာဖြစ်လို့ဖြစ်တာလဲစဉ်းစားကြည့်မနာလုံးဝန်တို့ဘာဖြစ်လို့ဖြစ်တာလဲဘုန်းကြီးတစ်ပါးပြောသလိုပြောကြပါဥကောရဟာတဲ့အိတ်တာဆိုတာကလူတိုင်းမဖြစ်ပါဘူးမှန်ပါဗျာဘလူလူတဲ့အိတ်တာတဲ့လူတွေဖြစ်တာပါဆရာမပြောတာလည်းမင်းဟာအေးစေအိတ်တာအိတ်နေတဲ့လူတွေကကိုယ်လည်းဘာမှမလုပ်သူများလုပ်တာကြီးပြီးမနာလိုထိုင်ဖြစ်နေတာပါတဲ့အလုံးလုံးနေတဲ့လူကမဖြစ်ဘူးတဲ့အားကြစိတ်ပဲဖြစ်တာဟုတ်တယ်မလားအဲကြောင့်အိတ်တာတဲ့လူတွေဖြစ်တယ်မအိတ်နိုင်တဲ့လူတွေကိုယ်အလုံးနဲ့ကိုရှုံနေမဖြစ်နိုင်ဘူးဟုတ်လားအဲကြောင့်အိတ်တာဖြစ်လို့ရမှာလားမဖြစ်နဲ့မစ္စရိယဗါလဲမစ္စရိယဆိုရင်ဘာလဲဝန်တိုတာဘသူအောင်ဝန်တိုတာသူများဝန်တိုတာမကိုအောင်ဝန်တိုတာအိတ်တာသူများဟာကိုကြည့်ပြီးတော့မျက်စောင်းတစ်ခဲခဲနဲ့ဘယ်တော့ငါတိုင်ထည့်လိုက်မယ်ဘယ်သူ့ငါဘယ်လိုကြောက်ထည့်လိုက်မယ်ဘယ်လိုမရအောင်လုပ်ထည့်လိုက်မယ်အန်တကြီးကြီးနဲ့ပြန်မစ္စရိယဆိုတာဝန်တိုတာဘယ်လိုနဲ့ငါမလူဘူးမပေးဘူးမကမ်းဘူးသူတို့တောင်းနေမယ်အကုန်လုံးလက်တပြီးကိုယ့်ဟာကိုအတင်းအိမ်နဲ့သွင်းပြီးထုတ်ပိုးသိမ်းနေတာအဲ့ဒါမစ္စရိယပဲဟုတ်တယ်မလားရှိလားမရှိလားဩပြိဿရေလူကြကြရှုပ်လာပြီးဟောဒီနေရာမျိုးဆိုရင်တော့ရှိတာတွေကိုမထုံရဲဘူးမင်္ဂလာဆောင်ပြီးလူကြီးတွေလည်းလာမယ်မင်းသမီးမင်းသားလည်းလာမယ်ဆိုတော့ကိုရှိတာတွေမလောက်လို့သူများဟာပါငှားပြီးတော့ဆွဲသေးတယ်ပြိဿရေဒီမှာလူကြီးကသေးရင်လည်းသူတို့လောက်သေးတာမရှိဘူးထုတ်ပြီးဆိုရင်လည်းကိုရှိတာမလောက်လို့သူများဟာကိုအတင်းယူဆွဲပြီးတော့လောက်တာမရှိဘူးလား
ရှိတယ်ဒီတော့ပြောချင်တာကမစ္စရိယဆိုတာကိုယ်ရှိတာတွေကိုမပေးချင်တာမကမ်းချင်တာမလူချင်တာမစွန့်ချင်တာအဲ့ဒါမစ္စရိယပဲမပူလောင်လားဘုန်းကြီးတို့ငယ်ငယ်တော့လေဦးဇင်းတစ်ပါးရှိတယ်အခုတော့အဲ့ဒီဦးဇင်းသူထွက်သွားပါသူကဘာရလဲဆိုရင်သူဆုံးခံနေမှာဘုန်းကြီးတို့ဆုံးခံနေဆိုရင်ငယ်ငယ်တော့တော့ဆွေးနဲ့ဆုံးမရတာဟိုးအောက်ရက်ဒေသမှာဒါပေမဲ့သူဆုံးခံတဲ့အိမ်ကနေနေတိုင်းတအိမ်ကထင်ရက်၄၅လုံးတစ်ခွက်လောင်းတယ်တရားလေးတို့စီကိုဒီဆွေးကွက်လေးနဲ့တအုပ်တော်လောင်းတယ်သူကနေတိုင်းတရားရတယ်ဒီတိုင်းထင်ရက်ရတယ်ဒီတိုင်းတရားရတော့ထင်ရက်ရတော့ပြိဿရဲ့အဲ့ဒီဥစဉ်ကလေသူကဘူးလေးနဲ့စုတာတရားနဲ့စုသူကပြိဿရဲ့စားဖို့စုတာဘူးပြည့်ကိုစုတာအဲ့တော့သူကိုယ်တိုင်ကပြိဿမစားဘူးဘူးပြည့်အောင်စုရဆိုရင်จิตဝကြည့်တဘူးပြည့်နှစ်ဘူးပြည့်ပြိဿရဲ့သူကလည်းပဲမစ္စရိယပြလိုက်တာအဲ့ဒီတရားဘူးထားပြန်ရမရှိဘူးဟာဟိုမျက်နှာကြောက်တက်ထားလိုက်ဟိုဂရင်းအောက်ထဲမှာသင်္ကန်းမလေးထားလိုက်ကျုပ်တို့ကလည်းမစ္စရိယပြလိုက်တာသူကလည်းမစ္စရိယပြပေါ်လဲအိတ်တာပြလိုက်တာတရားရတယ်ကွာတကယ်ရတယ်ကွာသူကလည်းမျက်နှာကျက်ချားတဲ့ဒီရအောင်ထိုးကျုပ်တို့ကလည်းအဲ့ဒီဘော်လေးရအောင်တက်သူကလည်းအိတ်တာနဲ့ပြင်မှကိုလည်းသူကလည်းမစ္စရိယနဲ့ပြင်မှကိုလည်းအိတ်တာနဲ့ပြင်မှပြိဿကြီးအခန်းထဲမှာလည်းလုံးတုံရှုံနေတာဟုတ်လားအဲ့တော့ကျုပ်ကလည်းကိုကအဲ့ကြတော့ပြိဿကြီး73နှစ်သားပဲရှိတယ်အဲ့ဒီဥစဉ်ရဟန်းတော်ဥစဉ်လို့အဲ့ဒီသင်္ကြန်ဒီတရားတွေဟာလို့ဥစဉ်ဘာလို့လုပ်ပြတာမင်းဘာဆိုင်လဲမဆိုင်ပါဘူးလို့ဟောတော့ကိုကလည်းသိရလေသူဘာလို့မလဲသိချင်တယ်ပြိဿအဲ့ဒီကကိုပြေးပြီးသားဘုံဘူးလို့ဘယ်သူမှတော့မယုံဘူးတပည့်တော်ထင်မြင်မဆောင်ရမနေနဲ့ဥစဉ်ရောင်းမယ်ဆိုရင်တပည့်တော်ပဲဆိုတော့သူကလည်းပြိဿကြီးကဲဆိုးဘောကရတဲ့သင်္ကြန်တော်မှာဘူးပြအောင်စုပြီးတော့လည်းရောင်းနေတာကဲသူ့မစ္စရိယတွေကြောက်ကြမကောင်းဘူးကိုကလည်းဝင်ရင်လို့ဝယ်တာမဟုတ်ပြိဿကြီးအောက်သေးနဲ့ရမှာမလို့ဝယ်ကိုအိတ်သာလည်းကြောက်ကြမကောင်းအဲ့တော့သူများကြောင့်မပြောကိုเจ้าကိုပြောကဲအဲ့ဒါမျိုးတွေလောကကြီးမှာမရှိဘူးလားပရိသတ်သူများအားကြတော့မျက်စောင်းလေးတစ်ခေခဲနဲ့မပြီးလို့မကန်းလို့ဆိုပြီးတော့မျက်စောင်းလေးခဲပြီးတော့အတုတ်လေးတင်းလို့အတင်းနဲ့တုတ်လိုက်တာကိုဟာကြတော့ပရိသတ်လူမြင်မှာကြောက်လို့အတင်းကိုသိမ့်လိုက်တာကဲမပင်မဘူးလားနေတိုင်းဒုတိယနာပရိသတ်အဲ့လောဘဒေါသမောဟမာနအိတ်တာမစ္စရိယဝင်မနေဘူးလားအဲ့ဒီအထင်မှာကြောက်စရာအကောင်းဆုံးကဒိဋ္ဌိတန်ရောစေဟာတန်ရောစေစောစောပြောသလိုပေါ့လူစရာလည်းမလိုပါဘူးသီလစောင့်တည်စရာလည်းမလိုပါဘူးငါတို့ဒီဘာမှမလုပ်ဖေးနဲ့လေချမ်းသာလာတာပါပဲဟောအတိတ်ကကုသိုလ်ကံကပေးနေတာကိုဒီဘဝမှာကုသိုလ်တွေဘာမှမလုပ်လည်းပဲတို့လုံးသမျှအစဉ်ပြီးချမ်းသာနေတာပဲကွာဒီအလူလုံးစရာမလိုပါဘူးအယူကြီးမှမသွားဘူးဒီဘဝအကုသိုလ်ကံကအကျိုးပေးရင်မရောက်သေးဘူးအတိတ်ကုသိုလ်ကံကောင်းနေတဲ့ဆိုရင်လုံးသမျှဟုတ်မနေဘူးဒီဘဝအကုသိုလ်ကံကအကျိုးပေးပြီးအတိတ်ကုသိုလ်ကံကကုန်ပြီဆိုရင်လည်းဖွတ်ဆုံးပြိဿကြီးတစ်ချက်တည်းနဲ့ပြောင်းမသွားဘူးအေးအဲ့ဒါပဲတချို့ကြတော့တော်တော်များများလုံးသမျှအစဉ်ပြေပြောသမျှအောင်မြင်ဘုန်းကြီးဓမ္မသွားကြမလို့ဘာအလူမလုံးကြမလို့ဘာသီလမစောင့်တည်ကြမလို့ဘာတရားမထိုင်ကြမလို့တို့အစဉ်ပြေနေတာပါပဲကွာသူတို့တွေလှူပြီးတော့သီလတွေစောင့်တရားတွေအားထုတ်နေတော့လေအစဉ်မပြေပါဘူးကွာဆိုတဲ့ဒိဋ္ဌိတန်ရောစေအတိတ်ကပါလာတဲ့ကုသိုလ်ကံရဲ့ပေးတာလေးကိုဒီဘဝရဲ့အကုသိုလ်ကံကပဲအကျိုးပေးတယ်ထင်ပြီးတော့ရောင်းမြန်မြင်သွားတာမရှိဘူးလားကြောက်စရာမကောင်းဘူးပြောဘုန်းကြီးပြောမယ်ဆိုတန်ရောစင်တွေကုန်မှာမဟုတ်ပြောချင်တာကတော့နေစဉ်နေတဲ့အာလုံးတော်ဒုဓမ္မဆွေတော်မျိုးတော်တို့ရဲ့နှလုံးသားထဲမှာလောဘတန်ရောစင်ဒေါသတန်ရောစင်မောဟတန်ရောစင်မာနတန်ရောစင်အိတ်တာတန်ရောစင်မစ္စရိယတန်ရောစင်ဒိဋ္ဌိတန်ရောစင်ဒီတန်ရောစင်တွေဒီနေတိုင်းတိုးမနေဘူးလားဒါဆိုအဲ့ဒီတိုးနေတဲ့တန်ရောစင်အားလုံးတို့ရော့ကျသွားဖို့ကုန်ခန်းသွားဖို့ဆိုရင်ဒါမှမဟုတ်ရင်တော်မီကြီးကလည်းလောင်စာမျိုးစုံကိုဘာမှမချမ်းပဲလောင်မြိုက်သွားသလိုပဲအဲ့ဒီကိလေသာတန်ရောစင်တွေကိုနှလုံးသားထဲကနေအမြင့်ပြတ်ပြုတ်သွားခြင်းနဲ့ဆိုရင်ဒီတိုင်းနေလို့ရမှာပြိဿကြီးသောသောပြောတဲ့တရားလေးပြန်ဆက်ရထားတဲ့ယုတ်တရားနာတရားဒီအမြင်မရှိဘူးအချိန်မရွေးပေးနိုင်တယ်ဆိုတာလေးကိုဆင်ញင်တဲ့ဝိပဿနာဉာဏ်လေးနဲ့စပါသိခြင်းတရားကိုတတိယလာပြီးဆိုရင်ပြိဿကြီးနေမဲ့အချိန်လေးကနေပြီးတော့သိဖို့ရန်အတွက်အချိန်လေးထုံလို့ရပြီမရနိုင်ဘူးလားအချိန်မရွေးသိသွားနိုင်တယ်ဆိုတဲ့အတိလေးအရင်သွင်းပြီးရင်ပြိဿကြီးဌာနာလေးပြုတတ်လာမယ်သီလလေးစောင့်တည်တတ်လာမယ်သမထဝိပဿနာလေးပွားများတတ်လာမယ်အဲဒီမှာဝိပဿနာတရားတွေတကယ်တတိပဋ္ဌာန်တရားနဲ့ပွာလိုက်တဲ့အခါကျတော့အနိစ္စဒုက္ခအနတ္တဆိုတာဆရာတော်အမျိုးမျိုးဟောတဲ့တရားစကားတွေဒီဟောဒီယုံနာမှာလက်တွေ့ရသွားပြီဆိုတဲ့အခါကျတော့
တကယ်ယူတတ်သွားရင်ဝိပဿနာဉာဏ်လောက်နဲ့ပဲဆင်ញင်တတ်သွားရင်အော်ကြည်သားကြံတဲ့အရာမပြောနဲ့ငါသားငါသမီးငါသမီးငါခင်ပေါ်ငါပိုင်တဲ့ကိုယ်အိမ်တိုက်တာရွှေငွေမပြောနဲ့တော့တဲ့အဲ့ဒါအားလုံးကိုရအောင်ရှာထားတဲ့ဒီခန္ဓာကိုယ်တော်မှတကယ်စောင့်မှတ်လိုက်တော့အဟောင်းရုပ်ပြောက်တော့အတိယုတ်ပေါ်အတိယုတ်ကပြန်လဲဟောင်းအဟောင်းစိတ်ပြောက်တော့အတိယုတ်ပေါ်အတိယုတ်ကပြန်လဲဟောင်းဒီစိတ်နဲ့ရုပ်ပဲဟောင်းလိုက်ပြောင်းလိုက်တစ်လိုက်ဟောင်းလိုက်ပြောင်းလိုက်တစ်လိုက်ပဲဒီသဘောလေးပဲရှိတာပါလားဆိုတာဉာဏ်နဲ့တွေ့မသွားဘူးအဲ့ဒီဉာဏ်နဲ့တွေ့သွားလိုက်တာနဲ့တလန်လောက်ကိုယ်ခန္ဓာကိုယ်ဒီတကယ်မမြင်ဘူးအနိစ္စပဲတကယ်ဆင်းရဲတုံးကြီးပဲတကယ်ကိုဖြစ်ခြင်းလို့မဖြစ်ဘူးပဲဆိုတာဉာဏ်နဲ့တွေးလိုက်တာနဲ့ပြိလိုက်ကြံတဲ့အရာတွေပေါ်မှာဉာဏ်ကြီးကုမသွားဘူးလားဒီပြိလိုက်ရင်ရတာရဲ့ယုတ်တရားတရားရဲ့ပေါ်မှာသမထဝိပဿနာတရားတွေရှုမှတ်ပွားများလိုက်လို့ဟောဒီနေရာမှာဝိပဿနာဉာဏ်စိတ္တရအောင်ပွားများနိုင်ခဲ့ပြီဆိုရင်ကိုမီလေးကိုမွေးလိုက်တာနည်းနည်းလေးတော့လောင်စာကိုဆွဲလာပြီဟုတ်တယ်မလားသာသမီပေါ်မှာမမြင်ရရင်မနေတတ်တဲ့တန်ရောစိတ်တွေညော့လာမယ်ပစ္စည်းဥစ္စာပေါ်မှာအမြင်နဲ့ရှားရင်းနေတဲ့လောဘတရားတွေညော့လာမယ်ညော့မလာနဲ့မဉ္ဇဉ်ဘုံဉ္ဇဉ်အဖြစ်များရောက်ပြီဆိုရင်ပြိတ္တိုင်သွားပြီဒီယုံနာမှာပဲဒီတရားနဲ့ရှာဒီမီးကိုမှွေးလိုက်တာဝိပဿနာဉာဏ်မိတောက်ကနေမဉ္ဇဉ်ဘုံဉ္ဇဉ်မိတောက်အထိကူးသွားပြီဆိုရင်တော့ဒုတရားနာပြိတ္တအကောင်းဆုံးဖြစ်တဲ့နိဗ္ဗာန်ချမ်းသာမရဘူးလားဒါဆိုရင်သဘောပေါက်ပြီလားဒါဆိုရင်ပြိတ္တိုင်အပ္ပမဒရတောအပ္ပမဒတရားနဲ့ပျော်မွေ့ပြီးတော့နေရမယ်ဆိုတာနံပါတ်1ပြိဿရေကိုအမြဲတမ်းသိရနိုင်နေသိနိုင်နေလို့တတိလေးနဲ့ပြီးတော့နေပါမကောင်းလားသိခြင်းတရားဒုလေးနဲ့တို့လိုက်တော့ပြိဿရေဟောအတိလေးဝင်လိုက်တယ်မသိခင်ကြီးတော့လူအောင်မှာပဲမသိခင်တော့သီလဆောက်ပြီးအောင်မှာပဲမသိခင်ကြီးတော့ဘာဝနာပွားအောင်မှာပဲဆိုတာလေဖြစ်မလာနိုင်ဘူးအဲ့ဒီမှာလေတတိတကြက်ထားပေါ့ဒါနာလေးနဲ့ပဲရက်မထားနဲ့သီလာလေးနဲ့လည်းရက်မထားနဲ့မြတ်စွာဘုရားကယုံနာရဲ့အဟုတ်အမှန်ကိုဉာဏ်နဲ့တွေ့မှဝိပဿနာအားထုတ်မှလမ်းဆုံးပဲလို့ဟောထားတာဝိပဿနာလည်းပွားအောင်မှဆိုတဲ့အထိတတိလေးများရလိုက်ရင်လက်တွေ့ကျင့်တဲ့အဆင့်ရောက်ဘူးလားနားရတရားတွေမများထားဘူးလားနာယုံလေးနဲ့ပြီးမလားလက်တွေ့ယုံနာမှာတကယ်ကျင့်ကြံလိုက်ပြီဆိုရင်ပရိသတ်ရဲ့အပ္ပမဒတရားနဲ့ပျော်မွေ့တဲ့ပုဂ္ဂိုလ်လည်းဖြစ်ပါပြီပပါဒဆိုခေါ်တဲ့မိမိရောရန်သူလိုသဘောထားတဲ့ပုဂ္ဂိုလ်လည်းဖြစ်ပါပြီရန်သူတွေဝိုင်းသေးလားရန်သူလက်ကလွတ်လာရင်ချမ်းသာဖို့ပဲရှိတော့တယ်ဒါကြောင့်ချမ်းသာတဲ့လမ်းကြောင်းပေါ်ရောက်ဖို့ရန်အတွက်ရန်သူကိုလည်းပဲမြင်ဖို့မလိုဘူးလားအဲဒီလိုအပ္ပမဒါလို့ခေါ်တဲ့မမိတဲ့တတိတရားလေးနဲ့ပျော်မွေပြီးတော့နေမယ်မိမိရောအချိန်ကြီးကိုယ်စိတ်ထဲမှာပေါ်လာရင်ငါမှရန်သူတွေဝိုင်းနေပြီလို့လည်းတတိလေးထားလိုက်မယ်ဆိုရင်အဲဒီပုဂ္ဂိုလ်တဲ့ဟောဒီယုံနာမှာတကယ်တရားမှတ်တဲ့အချိန်အဲဒီသဘောတရားတိုင်းကမှတ်လိုက်မယ်ဆိုရင်ဝိပဿနာဉာဏ်မဉာဏ်ပညာဆင်းဆင်းရနိုင်တဲ့အတွက်ကြောင့်တော်မီဒီလောင်သာမျိုးလုံးကိုအကုန်လုံးလောင်မြိုက်သွားသလိုပါပဲလောဘဒေါသမောဟမာနစတဲ့တန်ရောစေလောင်သာအလုံးကိုအကုန်လုံးလောင်မြိုက်လို့နိဗ္ဗာန်ချမ်းသာရနိုင်ပါရဲ့လို့ဘဂဝါဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဩဇာကရုဏာရှိသောသာမေတ္တာအဖြင့်မိန်ကြတော်မူခဲ့ပါပေသတည်းပြိဿဒီလောက်ဆိုရင်တန်ရောစင်ကိုဖျက်ရမယ်ဒီသဘောပေါက်ပြီလားပေါက်ပြီဆိုရင်ပြိဿဒီဇတ်တော်ဘယ်မှာဟောတာလဲလို့မှတ်မယ်ဆိုရင်သောတိပြည်မွန်စီတွန်ရွှေချောင်းတော်မှာဟောပါလေဘယ်မှာဟောဒီနေရာမှာပြိဿရဲ့စိတ်ဝင်စားစရာအကြောင်းလေးကစီတွန်ရွှေချောင်းမှာမြတ်စွာဘုရားကထိုင်နေတယ်တရားနာတဲ့ပုဂ္ဂိုလ်ကယဟန်တော်တပါးသို့တော့ကျောင်းတော်မှာဟောတာမဟုတ်ကျောင်းတော်ကနေပြီးတော့ရောင်ကြီးတော်နဲ့ပုတ်လွတ်ပြီးတော့ဟောတာဘာနဲ့ဟောတာလဲယုံလားမယုံမရှိနဲ့ခင်ဗျားတို့အခုစကိုင်းနဲ့ကနေတရားတွေနားမနေရဘူးလားကိုယ့်အကိုရွာမှာနေတာပဲဘယ်နေရာနဲ့ဘယ်လိုလွတ်နေမှမသိဟုတ်တယ်မလားအဲ့ဒါပေါ့
ကျောင်းကြီးတော်နဲ့ပုတ်လို့ပြီးတော့ဟောတာတော့မြင်မြင်ပြောရရင်ပြိတ္တရဲ့အမျိုးသားလေးတရားမြတ်စွာဘုရားရှင်နာမှာနေပြီးတော့နေ့စဉ်နေ့တိုင်းသာဝတိမြို့မှာတရားလမ်းနာတယ်ဒါနာအကြောင်းနေနာတယ်သီလအကြောင်းနေနာတယ်နတ်ပြည်အကြောင်းနေနာတယ်ကာမဂုဏ်ရဲ့အပြစ်တွေကိုနာတယ်တောထွက်ခြင်းရဲ့အကျိုးအာနိသင်တွေကိုနာတယ်အကုန်လုံးပေါ့လေဒေသနာစဉ်တွေနာနေတဲ့အခါအမျိုးကောင်းသားတွေတန်ရုံးစဉ်တွေနည်းသွားတယ်တော်ပြီဘဝခန္ဓာတစ်ခုရလိုက်တာငါခန္ဓာဒီအိမ်တော်သားမွေးအကျင့်နဲ့နေလိုက်ရင်သူများအတွက်ငါခန္ဓာအလုံးလုံးရတော့မယ်ငါခန္ဓာမှာပဲငါဘဝတန်တရာအတွက်ငါအလုံးလုံးနိုင်ဖို့ရန်အတွက်ငါသာသနာပေါင်းမဲ့ဝင်တော့မယ်ပြန်ပြန်ပြောရင်ပြိတ္တရဲ့ယဟန်ပြုမြတ်စွာဘုရားရဲ့သာသနာတော်မှာနေတဲ့အချိန်သင်တဲ့ပရိယတိသာမဏေသင်ပฏิပတ်တိတရားဓမ္မတွေအားထုတ်ဖို့မြတ်စွာဘုရားထံကပဲဝိပဿနာတရားတွေနာပြီးတဲ့အချိန်သာဝတိမြို့နဲ့မလမကန်တော်တန်လေးမှာသွားပြီးတော့တပါးရင်အားထုတ်တာသိတဲ့ဘယ်လိုအားထုတ်လဲအမလီကျွတ်တို့လာရင်တပါးရင်မထားပါဘူးအုပ်စုတိုက်ထားတာပါဟုတ်လားအဲ့တော့ပြိတ္တိတပါးရင်သွားပြီးတော့အားထုတ်တာအားထုတ်လိုက်တာကိုတော်လေးသီလကလည်းဖြူစင်နေနာလာတဲ့တရားကလည်းရှင်တော်မြတ်ဘုရားဟောကြားတဲ့တရားအကျင့်သီလဖြူစင်နေထပ်တဲ့သရတရားနဲ့ဝရိယတွေတတိတွေစိုက်ပြီးတော့မှလိုက်တာတဝါရင်းလုံးပြိတ္တိသဒ္ဓတတိသမာဓိပညာဝရိယညီညီမြတ်မြတ်မှတ်ပင်မှတ်ညာတော်လည်းပဲဝါသာကျွတ်သွားတယ်ကိုတော်လေးတရားမတွေ့ဘာမတွေ့ဘူးတရားမတွေ့တဲ့အခါကျတော့ကိုတော်လေးဝါကျွတ်တော့စဉ်းစားတယ်ဩငါဒီလောက်ထက်တန်တန်ကြိုးစားတာတော့မှတရားမတွေ့ဘူးဒါဆိုရင်တော့ငါရဲ့ကျင့်ကြံနေတဲ့လုပ်ငန်းစဉ်မှာတော့အမှန်တခုတော့ဖြစ်နေပြီငါမြတ်စွာဘုရားဟောတဲ့တရားကိုနာပြီးတော့ကျင့်တာပဲဒါဆိုရင်ငါနာခဲ့တာအနာမှားပြီးအမှတ်မှားခဲ့တယ်ရှင်မြတ်စွာဘုရားထံကတော့ပြန်ပြီးတော့ရှောက်အောင်ပါပဲပြိတ္တိတက်ခောက်ပြီးတော့ပြန်တော့မယ်ဘာဖြစ်တော့လဲဝါဆိုတော်ကယူလာတဲ့တပိတ်တစ်လုံးသင်္ကန်းလေးသုံးတယ်ကိုကိုယ်ပေါ်မှာပြန်ပြီးတော့ဆင်းလာရလန်းအတိုင်းသာဝတိကိုပြန်ရလန်းလျက်တိုင်းအမတ်တတိလေးနဲ့ကြွာလန်းလို့လာနေပါပြီ။ဩတဲ့သဒ္ဓတရားတွေမလို့ပင်ကောင်းပါစေဤစနစ်များပါပြီဆိုရင်လူရင်တဲ့တရားဆိုတာမတွေ့နိုင်ပါလား။ဒီကနေ့သာဝတိရောက်လို့စီတော်ရွှေကျောင်းတော်မှာရှင်တော်မြတ်ဘုရားနဲ့တွေ့လို့ပူဇော်ပြီးရင်တော့ငါရှောင်ထားမှဖြစ်မယ်။အတွေ့လေးနဲ့ရှောင်ပြီးတော့ကြွလာတော်ကြီးမြတ်မင်းကနေတော်လေးကနေတော်ကြီးအဆင့်တဲ့ကြော်ပြီးတော့ကြွလာတဲ့အချိန်ပြိဋ္ဌာန်သူရှိကိုဆက်ရှောင်းမဲ့လမ်းခရီးမှာတော်လိုက်မုတ်ဆိုးတွေကသားကောင်းတွေ6ချင်လို့ထင်ပါတယ်တော်မီရှို့လိုက်တာပြိဋ္ဌာန်တော်မီကြီးကအာရောင်မောနာဖြောင်းနဲ့တကြီးဝါကြီးတွေကိုလောင်းတော့မြည်အတန်ကြီးကိုအော်တန်ပြီးတော့လောင်နေတဲ့အခါကိုတော်လေးဟေးတော်မီကငါးစီလာနေပြီဘယ်လိုလုပ်ရပါမလဲဒီတော့ပြိတ္တိတော်ပြီးလဲလာနေတာတွေ့ရဘယ်နေရာဖြစ်ရင်လွတ်မလဲလို့တောင်းဝဉ္ဉင်ကြည့်လိုက်တော့ဘာပင်မှမရှိတဲ့တောင်ကုန်းပြောင်လေးမြင်တဲ့အခါပြိတ္တိတောင်ကုန်းပြောင်လေးပေါ်မှာလေးဘက်ထောက်ကုန်းပြီးတော့တက်ပြေးရတယ်တောင်ကုန်းပြောင်လေးဆိုမှတော့ပြိတ္တိတော်ပြီးကူးနိုင်ပါအောင်မလားလောင်သာရှိသေးလားမရှိတော့ဘူးဒီတော့ပြိတ္တိဝိပဿနာတရားအားထုတ်တယ်ဆိုတော့ကိုယ်အိမ်မှာကိုထုတ်တာတော့မကောင်းလားကောင်းပါလေပြိတ္တိတောင်လုံးကပြောင်းနေတာတစ်ပင်နေထူးနေတာဝမ်ပိုင်လေးစိတ်ကဖို့ဖောင်းနေပိန်းနေဖောင်းနေပိန်းနေပိုက်ုံမဲ့ကြီးတော့ဝါအေးရတယ်မေရောကလေးကငိုတန်လေးပြီးအေးရတယ်တာဟဲ့ကလေးနိုးနေပြီလေသွားချွတ်လိုက်ရအောင်ငါမတရားထိုင်နေဟိုးဖြောင်းမတရားဘူးဖောင်းနေပိန်းနေဟုတ်လားဟောမခေါ်နဲ့ဖွားလာခေါ်အမလာခေါ်အမလာခေါ်ဟောခက်ပါပြီမှန်လားပါဗျာနောက်ကြရင်တပည့်တော်အသာဆုံးအထုတ်ပါမယ်ခုတော့ခွင့်လို့ပါဗျာပြိတ္တိတောင်ကမပြောင်းတဲ့အခါကျတော့အဆင်ပြေတာအခုတော်မီလောင်လာတဲ့အခါကိုတော်လေးပဲပြေးနေတောင်ဟုံးပြောင်လေးပေါ်တက်ပြေးပြီးတော့တောင်ဟုံးပြောင်လေးပေါ်ကနေသူကြည့်နေတာအမလီကြောက်စရာကောင်းလိုက်တာတဲ့နေ့ရှင်လာများပေါင်းနေတဲ့အနှစ်တည်းနေတဲ့သစ်ပင်ကြီးတွေကိုလည်းတပြောင်ပြောင်နဲ့လောင်နေလိုက်တဲ့တော်မီအနှစ်တည်းသာပြုနေတဲ့သစ်ပင်အလဲလက်တွေကိုလည်းပဲလောင်နေလိုက်တဲ့တော်မီအောင်မလေးတောချုံပိတ်ပေါင်းမြတ်သူတင်မကြောင်အကုန်လုံးကိုလောင်လို့ပြာကျသွားလိုက်တာ
တခါလေတောမီးရဲ့ဓာန်ကြကြောင့်တောင်းနေပြကြလာတာမြင်ပြီးတော့ကြည်နေနေမှာပြိတ္တိုင်တန်ဝေကညာနေဝင်လာတယ်။အိုးကြည်စမ်းငါဒီခေါ်ပြီးလောင်သွားတဲ့တောမီးလုံးမကျင်ခဲ့တဲ့အတွက်ကြောင့်ငါတရားမတွေ့တာဖြစ်မယ်။တောမီးဆိုတဲ့သဘာဝသည်လောင်စာအသေးမီးတွေပဲဆိုပြီးကြော်မသွားဘူးအကြီးတွေပဲဆိုပြီးနှမျောပြီးကြော်မသွားဘူးတို့သမျှလောင်စာကိုမျက်တစ်ပင်မှာမကြံအကုန်လုံးကိုလောင်မြိုက်တာပဲလောင်မသွားဘူးလားငါဝိပဿနာတရားအားထုတ်တဲ့အချိန်မှာအကြီးစားတန်ရောစဉ်တွေကိုတော့ပင်နိုင်တယ်လို့ငါထင်တယ်အလတ်စားအငယ်စားတန်ရောစဉ်တွေကမခွာနိုင်လို့ပဲဖြစ်လိမ့်မယ်တဲ့ငါတဏ္ဍာမှာအမိုက်တဲ့လို့ရှုပ်နေတဲ့တန်ရောစဉ်ကျိုးများကိုငါအကုန်လုံးကိုလောင်စေနိုင်တဲ့ဝိရိယမျိုးဝိပဿနာဉာဏ်မျိုးရအောင်အာမထုတ်လို့ငါတရားမတွေ့တာဘောတောင်ကုန်းပေါ်ကနေပြိဋ္ဌာန်လောင်နေတဲ့တုံးမီးကိုကြည့်ပြီးတော့တန်ဝေကဉာဏ်ဝင်နေတယ်ဟောဒီငါထိုင်နေတဲ့ကုန်းလေးကတော့ဘာတစ်ပင်မှမပေါက်တောင်ကရုံးအပြောင်းလေးတောင်ကရုံးအပြောင်းလေးဖြစ်တဲ့ဟောဒီတစ်ပင်မရှိတဲ့နေရာကြတော့လောင်စာမရှိတဲ့အတွက်တုံးမီးကမကူနိုင်ကုနိုင်လေလားအိုးငါဒီတောင်ကရုံးလိုနေရမှာတဲ့တောင်ကရုံးပေါ်မှာဘာတစ်ပင်မှမရှိတော့ဘာမီးမှကူးလို့မရသလိုပဲငါနှလုံးသားထဲမှာတန်ရောစိန်ကရှိနေသေးတော့လောင်မြိုက်ခံရတာပေါ့လေတန်ဝေကဉာဏ်လေးဝင်တဲ့အချိန်ရှင်တော်မြတ်ဘုရားကလည်းဒီနေ့ဘယ်သူကိုကျွတ်တန်းဝင်အောင်ဓမ္မကြီးတိုက်ကြွရမလဲဉာဏ်နဲ့ဆင်ញင်လိုက်တဲ့အချိန်ပရိသတ်တော်မီးကိုကြည့်နေတန်ဝေကဉာဏ်ရင့်သာနေတဲ့တောင်ကုန်းပေါ်ကကိုတော်လေးကိုမြင်လိုက်တဲ့အခါဩငါချစ်သားတန်ဝေကဉာဏ်နေပြည့်နေပြီဒီမှာမြတ်စွာဘုရားပြိဋ္ဌာန်တကိုးတော်နဲ့ကြွလိုက်မယ်ဆိုရင်ရက်ခနဲ့မရောက်နိုင်ဘူးလားကြွစရာမလိုဘူးတဲ့ငါသားတော်ရဲ့ယင်ထဲမှာတရားတွေကောင်းပြီးသားတတိတွေကောင်းပြီးသားဝရိယတွေကောင်းပြီးသားတရားတတိဝရိယတွေအားခိုင်နေပြီမဲ့လို့ငါသားကရဲ့နှလုံးသားထဲမှာအနေလေးကြံနေတဲ့တန်ရောစင်ကသူ့ကိုတရားမတွေ့တာဒီတော့ဘာဒီကပဲရောင်ကြည့်တော့လွတ်လိုက်မယ်ပြိဋ္ဌာန်တော်မီးကိုကြည့်တန်ဝေကဉာဏ်ရစ်ပန်နေတဲ့အချိန်ရှင်တော်မြတ်ဘုရားကဇေတဝန်ရွှေเจ้าကနေရောင်ကြီးတော်လေးပုတ်လွတ်လိုက်တာရောင်ကြီးတော်ပုတ်လွတ်တယ်လို့ပဲဘုန်းကြီးကပြီးတဲ့ဥပမာလိုပဲဟိုးဘယ်နေရာကလွှင့်နေမှမသိတဲ့ Skynet ကရုပ်သံပြီးဒုပရိသတ်အိမ်ပေါ်က TV မှာလာမပေါ်ဘူးလားဟောအဲ့ဒီမှာကိုတော်လေးမြတ်စွာဘုရားရဲ့အသွင်မြင်ကိုလည်းမြင်လိုက်အောင်အိုးဘုရားရှင်ကိုယ်တိုင်ငါစီကြွလာပြီခေါ်အားတွေတက်သွားတော့ပရိသတ်ရဲ့တတ်တော်တရားဘုရားကသူ့ကိုလာပြီးတော့အာဘေစကားပြောနေပြီဆိုတဲ့အသည့်စိတ်တွေကြည်လင်မလားနောက်ကျမလားမလေးသာရေးရှင်တော်မြတ်ဘုရားကိုဖူးတွေ့လိုက်ရတဲ့အတွက်ကြည်လင်နေတဲ့စိတ်တွေကနှစ်သက်ကျဉ်းနှံ့လာပြီးပီတိရဲ့အပေါ်မှာသောမနတဝမ်းမြောက်တဲ့စိတ်တွေပေါ်လာပြီးပီတိသောမနတတွေနဲ့ထွန်းတွဲနေတဲ့သူ့ရဲ့စိတ်မှာပတ္တတိရဲ့ကိုယ်ရင်းစိတ်တွေလည်းအေးချမ်းလို့သွားပြီးဝမ်းမြောက်တဲ့စိတ်ကြည်လင်တဲ့စိတ်အေးချမ်းတဲ့စိတ်ဓာတ်ပိုင်ရှင်ဖြစ်သွားတဲ့အချိန်ရောက်မှမြတ်စွာဘုရားကအပမဒရတောဘေကုပမာတိပယတတိဝါသာယောဇနအနုံထူလံတဟံအခိဝါကိစ္စတိဘေကုရှိသာယဟံအပမဒရတောမမေးမလျော့မပေါ်မတန်ထက်သားတဲ့အပမဒလို့ခေါ်တဲ့တတိတရားမှာပျော်မွေ့လိမ့်ရှိသောပမာတိမိမိရောရောနေခြင်းကိုဘိယံဟုရှုမြင်လိမ့်ရှိသောဘေကုသန္တရာဘိညောတွေးကြောင့်ညာဘေကုအမိကထားတဲ့သူတော်ကောင်းသည်အတုံထူလန်းငယ်ငယ်ကြီးကြီးအသီးသီးသောလောင်စာကိုတဟန်ထန်သောလောင်မြိုက်သောအခိဝတောမိကြီးကဲ့သို့အနုံထူလန်းငယ်ငယ်ကြီးကြီးအသီးသီးသောတန်ရောဇနံတန်ရောစဉ်အနောင်ဖွဲကိုတဟန္တာသောဉာဏကိနာဝိပဿနာဉာဏ်ဘယံဘုံဉာဏ်တည်းဟုသောဉာဏ်မိတော့မိလျံဖြင့်တဟန္တာသောလောင်မြိုက်လျက်တိဟောမိအောင်သတ္တရာငြိယာမမြတ်နိဗ္ဗာန်သို့ခိစ္စတိကောင်းစွာမှသွေသွားရောက်နိုင်ပါ၏ခြေသားတင်ခြေသားမြင်နေရတဲ့တော်မီကြီးဟာလောင်စာအကြီးအငယ်အသေးအကုန်လုံးကိုဘာမှမကြအောင်ပြာချအောင်လောင်မြိုက်တယ်လို့ပဲခြေသားသေခြင်းသာယတနာမှာကာယဝေဒနာစိတ်ဓာတ်မှလို့ခေါ်တဲ့ပေါ်လာတိုင်းနေယုံနာနေမှာတတိပဋ္ဌာန်တရားနဲ့ကပ်ပြီးတော့ဝင်လာတဲ့မိမိရောရောစိတ်တွေကိုယံသူလိုထားပြီးတော့ရထားတဲ့ယုတ်တရားနာတရားကိုသိချင်သာရှုလိုက်စမ်းပါ
တော်မီကလောင်မြိုက်ခံရတဲ့လောင်စာမျိုးစုံလိုပါပဲသေချစ်သားရဲ့တဏ္ဍာမှာဆွဲနေတဲ့လောဘဒေါသမောဟမာနစတဲ့ကိလေသာတန်ရောစဉ်အမိုက်တရားတို့သည်သေချစ်သားတွေ့လာတဲ့ဝိပဿနာဉာဏ်မိတွေနဲ့လောင်မြိုက်လို့ပြာကျသွားပါလိမ့်မယ်သေချစ်သားဆက်လက်အားထုတ်လိုက်တဲ့မဉ္ဇဉ်ဘုံဉဏ်လောင်မိတွေနဲ့ပြာကျလို့သွားလိုက်ပါလိမ့်မယ်ဒါကြောင့်သေချစ်သားဆက်လက်လို့ကြိုးစားအားထုတ်ပါတော့ရဲ့လို့ဘဂဝါဘုရား၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးအကိုရောမြတ်ကြီးသည်အညတရာမထေကြတဲ့ယဟန်တော်တစ်ပါးကိုအာရဘအကြောင်းပြု၍ကထေတိကရုဏာရှိသွားအာမေတ္တာအဖြင့်မိန့်ကြားတော်မူခဲ့ပါပေသတည်းတဝါရင်းလုံးနဲ့တရားတတိသမာဓိပညာဝရိယချက်ညီလက်ညီနဲ့ပြိဿရဲ့အာထုတ်ထားတဲ့အချိန်ကကောင်းရှင်တော်မြတ်ဘုရားကလက်သေးကိုကင်ထည့်ပေးလိုက်တယ်လို့တရားစစ်ကိုလည်းပြိဿနီလအမှန်ပေးလိုက်တာမထေရလေးပြိဿရဲ့အဲ့ဒီတောင်ကုန်းပေါ်မှာပဲပဋိသင်္ပိဒဉာဏ်အဘိညာဉ်တွေတခါရင်းကြပြီးတော့ကိလေသာကင်းတဲ့ယဟန္တာဖြစ်ပါတယ်။ဘာဖြစ်သွားလဲသို့တော့မြတ်စွာဘုရားကအနာကိုလာဟောတာလားသာဝတိကနေဟောတာပြီးတော့မှတဲ့ရှင်တော်မြတ်ဘုရားရဲ့မေတ္တာကရုဏာတော်တွေကကြီးမားလိုက်တာရှင်တော်မြတ်ဘုရားရဲ့တကူတော်တွေကကြီးမားလိုက်တာတပည့်တော်ဗျာတဲ့ဟောဒီနှလုံးသားတွေကိုသန္တရာတခွင်လေးကရစ်ပတ်နှောင်ခွဲလာတဲ့မခွဲနိုင်မခွာရနိုင်တဲ့တန်ရောစဉ်ကိလေသာအလုံးကိုအခုတော့ဝိပဿနာဉာဏ်အခြေခံမဉဏ်ဘုံဉာဏ်မိတောင်မိလျံနဲ့လောင်မြိုက်လို့အောင်ခဲ့ပါပြီ။အောင်မသွားဘူးလား။ပြီးတော့အဘိညာဉ်ကလည်းရတာတော့ပြိဿရင်သူလည်းချီချင်းမကြွတော့မြတ်စွာဘုရားရှိတဲ့ဇေတဝန်ကျောင်းကိုဇံဘိညာဉ်နဲ့ကြွတယ်။ဟိုရတော့မှမြတ်စွာဘုရားကိုရိုသေစွာဥနေချကျေးဇူးကြီးလာပါတယ်ဗျာ။နောက်ကျောင်းပြန်လှည့်မဲ့တပည့်တော်သည်တောင်ဝန်းထက်ကနေကြည့်လိုက်တဲ့တောမီးကိုကြီးမားတဲ့တန်ဝေကညာဝင်တန်တဲ့အချိန်အရှင်မြတ်ရဲ့မေတ္တာကရုဏာအားကြီးမှုကြောင့်တပည့်တော်ဒီကနေ့တော့တန်ရောစဉ်လောင်စာအားလုံးကိုပြာကျနိုင်အောင်တိုက်တဲ့ပုဂ္ဂိုလ်ဖြစ်သွားပါပြီ။ရိုးရိုးသေးသေးဥနှိမ်ချပြိဿရဲ့ရှင်တော်မြတ်ဘုရားရဲ့ပေါ်မှာကာယကဝစီကမနောကဥသုံးခြင်းကြည်အောင်ချပြီးတဲ့အချိန်အစာတုံးကဘာမှတရားမတွေ့လို့မပြောပိုက်တဲ့တော်လေးစီကိုအဲ့ဒီအရှင်ဘုရားလေးသပိတ်နှလုံးသင်္ကန်းသုံးနဲ့ပိုက်လို့ပြန်လေလို့ကြွားသွားတော်မူခဲ့ပါပြီ။ဘယ်ကြွားသွားပြီ။မူရင်းနေရာလေးပြန်ကြွမသွားဘူးလား။သို့တော်ပြိဿကြီးထွက်လာတဲ့အချိန်နဲ့အစင်တန်းတူသေးလား။ဒီဒါကြောင့်ထွက်လာတဲ့အချိန်လုံးကဘာမှမဟုတ်သေးတဲ့ကိုတော်လေးအခုတော်လေးကိုသပိတ်တလုံးသင်္ကန်းသုံးနဲ့ပြန်ကြွားသွားတော့ကိလေသာကင်းတဲ့ဇံဘိညာဉ်တကွရတဲ့ယဟန္တာကြီးအဖြစ်နဲ့ပြန်ကြွပါပြီနော်အဲကြောင့်အလုံးတော်ဒုဓမ္မဆွေတော်မျိုးတော်တွေလည်းပဲလာတော့ကမိမိရောရောဘောဘောသာသာတတိကင်းတဲ့စိတ်တွေနဲ့လာပဲလာ냐တော်လည်းပဲအခုပြန်တဲ့အချိန်ရောက်ရင်တော့တတိတဝိကညာနေရအောင်ယူပြီးတော့တန်ရောစဉ်တရားတွေကိုပြိဿရေဝိပဿနာညာမယံဘုံညာနဲ့လောင်မြိုက်နိုင်ကြပါစေတဲ့နေလည်းမနေကြပါနဲ့ခမည်းတော်အားလုံးလည်းပြန်ကြွနိုင်ပါပြီဒီတိတံသုဒ္ဓသာဗုဒ္ဓေနာသုနိတဝါဓမ္မဒေသနာအဝိနန္ဒနာစိတ်တိနာသာဓုသာဓုတိဘာတထာသာရောတရားနာလာအားကြပါတဲ့ညာရဂရမပေါင်းသူတော်ကောင်းတို့ဒုမီသင်သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနာဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုဒ္ဓအဖျားဖျားကိုပြီးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏သန္တိကံအထံတော်မှဒေတိတံတဆင့်ခံအားဟောကြားအပ်သောဒီမဓမ္မဒေသနာမိသောတာလောင်စာကိုအမြဲတမ်းပြကြတဲ့သဘောတရားရှိပါတယ်အာလုံးသောဒုဓမ္မဆွေတော်မျိုးတော်တို့ရဲ့နှလုံးသားထဲမှာအမိုက်တရားလောင်စာနဲ့တူတဲ့ကိလေသာတန်ရောစဉ်အမိုက်တွေကိုဝိပဿနာဉာဏ်မဉဏ်ပူဉာဏ်နဲ့လောင်မြိုက်ပြကြနိုင်ဖို့ရန်အတွက်ဝ
ဝိပဿနာဉာဏ်မိမညာဘုံဉာဏ်မိတွေကိုကိုမိကိုကိုယ်တိုင်ဝိနိုင်ဖို့ရာအတွက်တတိပိလိုက်တဲ့ဤတရားဒေသနာတော်မြတ်ကိုသူနေတဝါကောင်းစွာယုသိနာကြားကြကုန်မည်သည်ဖြစ်၍အဘိနန္ဒနာစိတ်တေနာလွန်နှစ်သက်ရွှင်လန်းဝမ်းမြောက်ဝမ်းသာအပိတိဖြာကြကုန်လျက်အဘိနန္ဒနာစိတ်တေနာဟောဒီကိုယ်တော်မနေ့ညတော့ငါလည်းပဲတနာဤတော်တော်ကျော်ဒီနေ့ညလည်းတနာဤခွေကျော်တော်ပြန်ပြီတကယ်ကိုပဲကျမ်းပါရီကောင်းရုံရှိသေးပဲလုံနေပါလားရဲ့လို့နိုင်လေကြည်ကဘုန်းကြီးမြတ်လားကြည်ကတရားရှင်းလို့လားတရားတိုးလို့လားတော့မသိပါဘူးပြိဿရဲ့ဒီကိုယ်တော်ကတော့မလုံးမလင်းနဲ့ဖြစ်နေပါပြီဒါကြောင့်တရားတိုးတာတွေလည်းစဉ်းစားမနေနဲ့တရားရှိတာတွေလည်းစဉ်းစားမနေနဲ့ကျုပ်ရင်လည်းအကြောင်းကိုပြောရင်ခမရတို့အားလုံးကပြုံးစည်းစည်းနဲ့ဖြစ်အောင်မှာပထမညာတော့ငါဟောတာဟောရတယ်ငါဟောနေတော့မြန်ငရင်လို့ရင်ငါဘယ်လိုလုံးရပါမလဲရေလို့အကုန်လုံးအတွက်တွေးပူရင်းနဲ့တုံချီနဲ့ဟောရပါတယ်မနေ့ကတော့လည်းဟောတာဟောရတာပြိဿကြီးမပြီးမချင်းတော့ရှင်းမချနိုင်ဘူးဒီနေ့တော့ဆုံးပြလိုက်တယ်ဖြစ်ချင်ရတာဖြစ်တော့ငါလည်းပဲမေတ္တာတွေပို့ပြီးပါပြီဒါကြောင့်ဒီတော့ငါနာယီသိချာမကြည့်ပဲခေါ်တော်မယ်လို့စိတ်တွေကိုလွတ်ထားတဲ့အတွက်ကြောင့်ဒီကြပါလေမနက်ဟောဒီကိုတော့တဏှာကြီးမဟုတ်ပါဘူး10မိနစ်တောင်မဟုတ်ပါဘူးရေလို့ပြန်ရှင်းပြပါတယ်ဒါကြောင့်ညောင်းသမျှအချိန်လေးပေါင်းပြီးတော့ကျင့်တတ်တာတွေမကျင့်တတ်တာတွေတူတာတွေခြေတာတွေစဉ်းစားမနေနဲ့မနက်ဒီကိုတော့လည်းပြန်ပြီးတို့လည်းပဲညောင်းစရာမလိုတော့ဘူးရေလို့မနက်မရတော့တဲ့အခွင့်အရေးကိုကြိုးစားတွေ့ရေးလေးမြင်ပြီးဆိုရင်ဒီနဲ့ကြည်ကြည်လင်လင်ဝမ်းမြောက်ဝမ်းသာအပိတိရှားကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်သောသူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော့တန်ကိုဘာပထာသုံးကြိမ်သုံးဝနှုံမြတ်ထား၍ကောင်းစွာမသွေကျွေးလိုက်ကြလေကုန်ရာတည်း